တခါကလူတယောက်ရဲ့တေဆုံးမဲ့အချိန်ကိုကြိုတင်မြင်နိုင်တဲ့မိန်းကလေးငယ်လေးတဦးရှိခဲ့ပါတယ်။တနေ့မှာတော့သူမဟာမိခင်ဖြစ်သူနဲ့အတူခရီးတစ်ခုသွားနေရင်လမ်းမှာအမျိုးသမီးတယောက်ရဲ့ဦးခေါင်းပေါ်မှာထူးဆန်းတဲ့ကိန်းဂဏန်းတစ်ခုကိုမြင်လိုက်ရပါတယ်။အဲ့ဒီကဏန်းရဲ့အဓိပ္ပာယ်ကတော့အဆိုပါမျိုးသမီးဟာနောက်တစ်မိနစ်အတွင်းတေဆုံးတော့မယ်ဆိုတာပါပဲ။ဒါကြောင့်မိန်းကလေးငယ်လေးဟာထိုမျိုးသမီးစီသွားပြီးအန်တီမှာတခုခုနေမကောင်းဖြစ်နေတာရှိလားဟင်လို့မေးလိုက်ပါတယ်။ဒါကိုကြားလိုက်ရတဲ့မိခင်ဖြစ်သူဟာသမီးဖြစ်သူကိုချက်ချင်းတားဆီးပြီးပါးစပ်ပိတ်ခိုင်းလိုက်ပါတယ်။ပြီးနောက်ထိုမျိုးသမီးကိုတောင်းပန်စကားဆိုရင်သမီးဖြစ်သူကိုလည်းဒီလိုမျိုးမရင်ကျေးတဲ့မေးခွန်းတွေမမေးရဘူးလို့စုပူလိုက်ပါတယ်။ဒါပေမဲ့မိခင်ဖြစ်သူစကားပြောလို့တောင်မဆုံးသေးခင်မှာပဲအပေါ်ထက်ကနေကြီးမားတဲ့ပန်းအိုးတစ်လုံးပြုတ်ကျလာပြီးထိုမျိုးသမီးရဲ့ခေါင်းကိုတဲ့တဲ့မှန်ကပွဲချင်းပြီးတေဆုံးသွားခဲ့ပါတယ်။နောက်ပိုင်းမှာတော့မိခင်နဲ့သမီးဖြစ်သူဟာလေရင်တစ်စင်းနဲ့ခရီးထွက်ခဲ့ကြပါတယ်။လေရင်ပေါ်ရောက်တဲ့အခါမိန်းကလေးငယ်လေးဟာလေရင်ပေါ်ကခရီးသည်တွေနဲ့ဝန်ထမ်းတွေအားလုံးရဲ့ခေါင်းပေါ်မှာစောစောကမြင်ခဲ့ရတဲ့ကိန်းဂဏန်းမျိုးကိုပဲထပ်မြင်လိုက်ရပါတယ်။လေရင်ပေါ်မှာရှိတဲ့လူအားလုံးတေတော့မယ်ဆိုတာကိုသူမနားလည်သွားခဲ့ပါတယ်။အခြေအနေကိုသိလိုက်ရတဲ့မိခင်ဖြစ်သူဟာလူအားလုံးကိုလေရင်ပေါ်ကဆင်းကြဖို့အော်ဟစ်ပြောဆိုပေမဲ့ဘယ်သူမှသူမစကားကိုမယုံကြည်ကြပါဘူး။စူညံပွဲလောရိုက်အောင်နှောက်ယှက်မှုတွေလုပ်နေတယ်ဆိုပြီးလေရင်မှုကသူတို့သားမိကိုလေရင်ပေါ်ကနေနှင်ထုတ်ဖို့ကြိုးစားပါတယ်။အဲ့ဒီအချိန်မှာပဲအနီးအနားမှာထိုင်နေတဲ့ကုမ္ပဏီပိုင်ရှင်ကြီးတဦးကဒါကိုသတိပြုမိသွားပြီးကျွန်တော်လည်းဒီလေရင်ပေါ်ကနေဆင်းမယ်လို့လေရင်မှုကိုပြောလိုက်ပါတယ်။ဒါကိုမြင်တဲ့အခါလူတွေကစီယိုကိုဝိုင်းပြီးလှောင်ပြောင်ကြပေမဲ့သူကတော့ဂယုမဆိုင်ပဲအဆိုပါမျိုးသမီးနဲ့သမီးငယ်လေးတို့နဲ့အတူလေရင်ပေါ်ကဆင်းသွားခဲ့ပါတယ်။လေရင်ဟာပြန်တက်သွားပြီးမကြခင်မှာပဲတခုခုချို့ယွင်းကပောက်ကွဲပြက်ကျသွားခဲ့ပြီးလေရင်ပေါ်ပါလာသူအားလုံးတေဆုံးသွားခဲ့ပါတယ်။ဒီသတင်းကိုကြားလိုက်ရတဲ့အခါမှာတော့စီယိုဟာအကြီးအကျယ်တုန်လှုပ်သွားပြီးမယုံနိုင်လောက်အောင်ဖြစ်သွားခဲ့ရပါတော့တယ်